တော့ကိုမကိုဆက်ချက်ပြီးလို့ဘာဖြစ်တာတော့ကွဘာမှလည်းပြောမှာပဲလူကျော်လူလာမြင်ဖို့ထင်အဲ့တော့ဒီညမှာကျွန်တော်တို့ရောက်ရှိလာတဲ့ရွာကြီးကတော့ပြောပြလိုက်ဘာဆိုလားခုနထမင်းစားတော့ဒီမျက်နှာမဟုတ်ပါဘူးအလူဝကျွတဲ့ထမင်းစားတော့ဒီမျက်နှာမဟုတ်ပါဘူးရွာနာမည်မေ့ရလားရောက်ရှိလာတဲ့ကြီးရွာကြီးကတော့ကျွန်တော်တို့ပြောပြလိုက်ဇဝင်းကြီးရွာဖြစ်ပါတယ်ဟုတ်ပါကျွန်တော်တို့ဒီရွာကြီးကိုဒါနဲ့ဆိုရင်တော့အားလုံးပေါင်းဘယ်နှခေါက်တော့တော်တော်များလောက်တယ်တစ်ခေါက်ပါတစ်ခေါက်အဲ့တော့ရောက်ရှိလာတဲ့အချိန်ကမှလည်းဒီကမိသားစုတွေနဲ့ပျော်ပျော်ပါပါညနေကဘာဖြစ်တော့ဈေးဆိုင်မှာအမကြီးတယောက်စီကျွန်တော်တို့စိတ်လိုက်လေးသွားဝင်ရင်းနဲ့သွားဝယ်တော့အမကြီးလို့ဟုတ်ရွာကျဲလားလို့မေးတာကျဲလားလို့မေးတော့ဗာပြောတော့တားနေဒီတော့မလုံးနဲ့လို့အမလည်းမသိဘူးဆိုမှဟုတ်တယ်မပြောနဲ့နားလည်းမလဲဘူးမင်းတို့ပြန်လာကြလားသူတို့ကမထိန်မယ်သူတို့ကရီးတောင်နေပြီခဏတော့မြောက်ပေးနေလားဟုတ်ပါဘူးလူလိုမစောနဲ့မြောက်လိုငိမ့်ငိမ့်လေးလို့ပြောတာလားမသိဘူးနေစမ်းဟာမဟုတ်ဘူးလေမြောက်လိုမစောနဲ့လူလိုငိမ့်ငိမ့်လေးဟောပြောကြရဇောက်ထီးအဲ့တော့ညနေကရွာရဲကတော့အမကြီးလို့ရွာကျဲလားလို့မေးတာဘာပြောတော့ရွာငါမောင်နဲ့နည်းနည်းတော့ကျဲတယ်တဲ့ကိုယ်လည်းမယုံနိုင်တဲ့ရွာရဲရှောက်ပဲကြည့်လိုက်တာရှောက်ပဲကြည့်လိုက်ချင်းချင်းလေးပါရှောက်ပဲကြည့်လိုက်တာချင်းချင်းလေးပါထင်းတယ်လို့လည်းမဟုတ်ရှောက်ပဲကြည့်ခဲ့တာပေါ့ရွာရဲကမုန်းတိုင်းတွေကိုပတ်ပြီးတော့ရှောက်ပဲမစားခဲ့ဘူးမလားဟုတ်လေဟဲ့လိုတလုံးဝင်တလန်းတက်သွားတော့ပြောအဲ့ဒါပြောတာပဲလေအဲ့တော့ကျွန်တော်တို့ပြောရလဲအင်မတန်ကောင်းတဲ့ညာချင်းကြီးဖြစ်ပါတယ်ဟုတ်ကဲ့လူတွေကလူမများလေကျွန်တော်တို့လူငယ်တွေဟာလာတလားလောက်ကလေးကကျွန်တော်တို့ကြိုတင်ပြီးတော့ဟုတ်ကဲ့ငါးရမ်းသွားတဲ့ဖြစ်တဲ့အတွက်ငါရွာရောရင်တော့အလူတွေကမပူနဲ့ဘာဖြစ်တော့ရေချိန်တိုင်းရေခမင်းချိန်တိုင်းရေဟုတ်ပါခမင်းချိန်တိုင်းခမင်းချိန်တိုင်းခမင်းကျွေးမှာပါအလုံးတန်းလည်းမလဲအလုံးပြောရကောင်းပါတယ်မိသားစုများနဲ့ဟုတ်ကဲ့ခမင်းတခုတော့ရှိတယ်နော်ဘာဖြစ်လို့တော့ဇဝင်းရမတွေမပြောချင်လို့ဘာဖြစ်လို့တော့ပဲရတားများတယ်လေမင်းကလေးပဲများမှာပေါ့ပဲရတားရတယ်ကတားများတာဘလို့များလို့တော့နေ့ကအတန်းနဲ့ထဲမှာပြန်လာတော့ကောင်မလေးနှစ်ယောက်ဘာဖြစ်တော့လမ်းမှာနှုတ်ဆက်နေတာနှုတ်ဆက်တာရိုးနှုတ်မဆက်လို့ကမိကောက်ထောင်နှုတ်ဆက်နေလို့လားဘလို့နှုတ်ဆက်လို့ဟုတ်ဘူးလေသူတို့စိုးလာတဲ့နှခမ်းကြီးပြက်မှာဆိုလို့တဲ့ဘလို့နှုတ်ဆက်တာအထက်နှခမ်းနဲ့အောက်နှခမ်းနဲ့မထီဘူးမြင်မှုပါဘူးဘလို့နှုတ်ဆက်တယ်ဘလို့နှုတ်ဆက်တယ်ဟဲ့ကောင်ကရဲကြလာတော့ဝယ်ထားတဲ့နှခမ်းကြီးဈေးကြီးတော့ပြက်မှာကြောက်တာငါအလေးရဲကြလာတော့ဒါပေးရများတယ်ညနေကဘုန်းကြီးကျောင်းထဲသွားတော့မနက်ထဲမှာလဲအလူတကိုင်လေးကျဲကြီးပဲဆိုတော့ပြေပါဟုတ်ပါကာလာသားတွေလည်း